ဆိုတော့အဲ့ number လေးနှိပ်လိုက်တာနဲ့စတော့ကောတော့မှာပေါ့ဘယ်လောက်ထိကောမှာလဲဆိုတော့ဒီ screen တခုလားဒီပေါ့အော်ပေါ်နေမှာကြားရပါ ပေါ့နေလားရန်ပိတ်တယ်အတွက်ပါ recording လုပ်တယ်ဒီဟာကြီးကိုလုပ်တယ်ဒီတိုင်းလုပ်တယ်ပါပဲblock တော်ရနောက်ပိုင်းကျင်းတယ်အဲ့ဒါမျိုးလေးအဲ့ဒါနေနေလေးပြီးရင်ပိတ်မယ်ဆိုရင်ညနေပဲပြောအပ်စီရဲ့နေလေးရနော်